မင်္ဂလာပါချစ်တို့ရေချစ်တို့ဒီတပတ်စာအတွက်တပတ်စာကက်ကလေးကိုတင်ပေးလိုက်ပါတယ်ချစ်တို့ရေဒီတပတ်မက်စာရဲ့စကနန်းလေးတွေက3နဲ့5ဖြစ်ပါတယ်လိုက်ရမယ့်ပရိတ်လေးတွေက3ည5ပရိတ်ဖြစ်တယ်အခွေလေးတွေကတော့1 3 5ခွန်ကိုအခွေလေးတွေဖြစ်တယ်ပြီးတော့ပါဝါနဲ့စပြီးတော့ပါဝါနဲ့ပိတ်ထားတဲ့အတွက်အပူးတီ100ရာခိုင်နှုန်းလာဖို့များပါတယ်အပူးနဲ့နှက်ခက်ကလေးရလေတွဲပြီးတော့ပေးထားပါတယ်အချစ်တို့ကြိုက်နှစ်သက်တဲ့အရာလေးတွေကိုစပြီးတော့ပတ်လို့ရပါတယ်အကြိုက်ဆုံးကတော့3ပကနန်းကိုပို့ပြီးတော့ချစ်တို့ကြီးကြိုက်ပါတယ်အဲ့တော့3ပကနန်းကိုလည်းတင်3ပကနန်းကတော့ဘုတ်တဖူးမကြော်တော့ဘူးထင်တယ်ဒီဘက်မှာတော့3ကစောစီထွက်မယ်လို့ထင်တယ်အဲ့တော့ချစ်တို့အနေနဲ့ပတ်ချင်တယ်ဆိုပတ်တီးအနေနဲ့အဲ့မှာ3နဲ့5နဲ့ပေးထားရတယ်မှာမက်စာကတော့3ကိုပူကြိုက်ပါတယ်အဲ့တော့3ကိုပတ်ပါပြီးတော့အဖွဲဝင်ခြင်းတယ်ဆိုလို့ရှိရင် KB ဝေပြီးအကောက်ဒီကနန်းလေးနဲ့ဖွင့်ထားပါတယ်ဖိုင်ဘာကနေပြီးပြေစာပို့ပြီးတော့အဖွဲ့ဝင်နေလို့ရပါတယ်မက်စာရကရောင်းမဲ့ကနန်းလေးကတော့အခွေကနန်းလေးဖြစ်ပါတယ်၄လုံးအခွေလေးကိုရောင်းပေးမှာဖြစ်ပါတယ်မနက်ဖြန်ကတနင်္လာနေ့10နာရီအထိအဖွဲ့ဝင်ကြီးဝင်လို့ရပါတယ်ချစ်တို့ရေမက်စာတော့အဲ့မမအခွေရလဲအစောဆုံးထွက်မယ်လို့ထင်တယ်အင်္ဂါနေ့တောင်မကြော်ဘူးလို့ထင်တယ်အဲ့အခွေကနန်းလေးကိုလည်းမက်စာကြိုက်ပါတယ်ပေါ့နော်အဲ့တော့ချစ်တို့အနေနဲ့အဖွဲ့ဝင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ KB ဝူဝေအကောက်ဖွင့်ထားတယ်ဒီဖုန်းနံပါတ်ကလေးကိုပြေစာလေးပို့ပြီးတော့အဖွဲ့ဝင်ခြင်းဝင်လို့ရပါတယ်နောက်ဖုန်းမက်ဆေ့ကနေဆိုလို့ရှိရင်တော့ဖုန်းမက်ဆေ့ကတော့ငွေမလဲခင်လှမ်းပြီးတော့ဖုန်းဆက်ပါပြီးမှငွေလွှဲပြီးတာငွေလဲပြီးရင်လည်းဖုန်းပြန်ဆက်ပေးပါမစအောင်နော်ကဲအားလုံးတနင်္လာနေ့အတွက်ဝမ်းချင်းလေးပါတခါတည်းမစပေးခဲ့တယ်နော်တနင်္လာနေ့ကိုတနင်္လာ23ရက်3လ2026တနင်္လာနေ့မနေ့ညမက်စာရဲ့ဝမ်းချင်းလေးက38ဝမ်းချင်းလေးဖြစ်တယ်အဲ့38ဝမ်းချင်းမက်စာရဲ့ကီးအမာလေးက1349ဖြစ်တယ်အဲ့1349နဲ့အဲ့ကီးအမာလေးနဲ့ကိုကတ်လိုက်တော့3130 3439 8480 နော်မက်စာတနင်္လာနေ့မှာအလုံးအားလို့ရှိရင်လိုင်းမတက်ဖြစ်မှာဆိုလို့ချစ်တို့တခါတည်းတနင်္လာနေ့ဝမ်းချင်းလေးပါတခါတည်းပေးလိုက်ပါတယ်အားလုံးတနင်္လာနေ့မှာငွေတို့ကြီးများပိုက်နိုင်ကြပါစေတိုင်းကက်တဲ့ပတ်စံကိုအများဆုံးရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ချစ်တို့ကြီးတတား